တုဒ္ဓတွေများပေမဲ့ဘာကြောင့်မချမ်းသာသေးတာလဲမင်္ဂလာပါကျွန်တော်ကောင်းဆက်လူပါလူတော်များများကအသိပညာတော့မနှဲကြပါဘူးဒါပေမဲ့ဝင်ငွေတော့မများဘူးဘာကြောင့်လဲ Facebook ပေါ်ကဗီဒီယိုတွေကြည့်တယ်ပေါ့ကတ်တွေနားထောင်တယ်စာအုပ်တွေဖတ်တယ် motivation တွေစုတယ်ဒါပေမဲ့ဘဝကတော့ပြောင်းလဲမလာဘူးတကယ်တော့လူအများစုလုပ်နေတဲ့အမှားတစ်ခုရှိပါတယ်သူတို့က knowledge ကိုစုဆောင်းနေကြတယ်ဒါပေမဲ့ skill ကိုတော့မတိဆောက်ကြပါဘူးဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကို Napoleon Hill ကအခုလိုပြောခဲ့ပါတယ် general knowledge ကချမ်းသာမှုကိုဖန်တီးမပေးဘူးစဉ်းစားကြည့်ပါ Google မှာအသိပညာအလုံးနှိပါရှိတယ်ဒါပေမဲ့ Google ကပတ်စံရှာနိုင်တာအသိပညာတွေတင်ထားလို့မဟုတ်ပါဘူးအဲ့ဒီအသိပညာတွေကိုတန်ဖိုးဖြစ်အောင်ပြောင်းလဲနိုင်လို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ဘဝတွေမှာလည်းဒီတိုင်းပါပဲဥပမာတစ်ခုကြည့်အောင်လူနှစ်ယောက်ရှိတယ်ဆိုပါတော့ပထမလူကနေ့တိုင်းဗီဒီယိုတွေကြည့်တယ်စာအုပ်တွေဖတ်တယ်ဒါပေမဲ့သူဘာမှမလုပ်ဘူးဒုတိယလူကတော့ skill တစ်ခုကိုရွေးတယ်နေ့တိုင်းလေ့ကျင့်တယ်နေ့တိုင်းပိုကောင်းအောင်ကြိုးစားပါတယ်6လလောက်ကြာတဲ့အခါမှာတော့ပထမလူက knowledge တွေပိုများလာတယ်ဒါပေမဲ့ဒုတိယလူကတော့ income လို့ခေါ်တဲ့ဝင်ငွေတွေပိုများလာတာဖြစ်ပါတယ်ဒီနေရာမှာပဲအောင်မြင်သူနဲ့တာမန်လူတို့ရဲ့ကွာခြားချက်ကိုတွေ့ရတာဖြစ်ပါတယ် specialized knowledge ဆိုတာအရာအလုံးကိုသိတာမဟုတ်ပါဘူးတခုခုကိုလူအများထဲနည်းနည်းရှိုင်းရှိုင်းပိုသိပြီးတော့ပိုကောင်းတဲ့ရလဒ်တွေကိုဖန်တီးနိုင်တာဖြစ်တယ် sales ပိုကောင်းရင် sales skill ကိုပိုပြီးတော့ကျွမ်းကျင်အောင်လေ့လာ marketing ပိုကောင်းရင် marketing ဘိုင်းကိုနည်းနည်းရှိုင်းရှိုင်းတင်ယူ AI နဲ့ဝင်ငွေရှာကြည့်ရင်တော့ AI ကိုအသုံးချနိုင်တဲ့အထိအဆင့်ထိကျွမ်းကျင်အောင်လေ့လာပါအောင်မြင်တဲ့သူတွေဟာအရာအလုံးကိုသိတဲ့သူတွေတော့မဟုတ်ပါဘူးတန်ဖိုးရှိတဲ့အရာတစ်ခုကိုလူအများထက်ပိုကောင်းအောင်ဖန်တီးနိုင်တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကစပြီးနောက်ထပ်ဗီဒီယိုတစ်ခုကြည့်ဖို့မဟုတ်ပဲ skill တစ်ခုကိုစတင်တည်ဆောက်လိုက်ပါ knowledge လို့ခေါ်တဲ့ဘုဒ္ဓတာကတင့်ကိုအသိပညာဘုဒ္ဓတာတွေပဲပေးနိုင်ပါတယ်ဒါပေမဲ့ skill လို့ခေါ်တဲ့ကျွမ်းကျင်မှုကတော့တင့်ကိုဝင်ငွေတွေရှာပေးနိုင်ပါလိမ့်မယ်တင့်ရဲ့အနာဂတ်ဝင်ငွေကိုတင်သိထားတာတွေကဆုံးဖြတ်တာမဟုတ်ပါဘူးတင်ကျွမ်းကျင်ထားတဲ့ skill တွေကပဲဆုံးဖြတ်တာဖြစ်ပါတယ်အဆုံးထိနားထောင်ကြည့်ရှုပေးခဲ့ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်တာယာပြည့်စုံတဲ့နေ့ရက်လေးဖြစ်ပါစေခင်ဗျာ